အချစ်ဆိုလားတခါတလေတော့လေတကယ်ကိုရဲစရာကောင်းပါတယ်လုံးဝမတူညီတဲ့ကဘာနှစ်ခုမှာရှင်တန်နေတဲ့လူနှစ်ယောက်ကိုမှဆွဲငင်အားတစ်ခုနဲ့ဆွဲစည်းလိုက်သလိုမျိုးပေါ့ကဲဒီဇလန်းလေးကိုအတူတူကြည့်ကြည့်အောင်သူကအေးဆေးဆေးနေတဲ့ကြီးစာအုပ်ဖတ်ရတာဝါသနာပါတယ်သူလူအများကြီးရှိတဲ့နေရာဆိုရင်သူစိတ်ကျဉ်ကျက်တတ်တယ်သူမကတော့ပျော်ပျော်နေတဲ့ကြီးသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဆုံရတာကိုနှစ်သက်တဲ့သူအထမ်းကျဲကျဲနဲ့ရေမိုးတတ်တဲ့သူပေါ့ဟုတ်ပြီဒီလိုစန့်ကျင်ဘက်အစွန်းနှစ်ဖက်ကလူနဲ့အုပ်ချစ်မိသွားကြတဲ့အခါအစာပိုင်းမှာတော့မတူညီမှုတွေကဆွဲဆောင်မှုတစ်ခုချစ်ခဲ့တာပေါ့သူကသူမရဲ့တကြွမှုကိုချစ်တယ်သူမကသူ့ရဲ့တည်ငြိမ်မှုကိုအားကိုးတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါအဲ့ဒီမတူညီမှုတွေကပဲရန်ပွဲတွေရဲ့အစာပြူရာဖြစ်လာပါတယ်ဘာလို့ငါလို့မတွေ့တာလဲဘာလို့ငါကိုနားမလဲတာလဲဆိုတဲ့မိခွန်းတွေကနိုင်ရန်တစ်ခုလိုခြာလာတာပေါ့โอเคကျွန်တော်တို့တတိမထားမိတာကအချစ်ဆိုတာတူညီတဲ့လူနှစ်ယောက်ပေါင်းစည်းတာမဟုတ်ပဲမတူညီတဲ့လူနှစ်ယောက်ကတယောက်ရဲ့ကဘာတွေကိုတယောက်ကလမ်းလျှောက်ဝင်ဖို့ကြိုးစားကြတာပါဒီနေ့ဗီဒီယိုမှာတော့မတူညီတဲ့လူနှစ်ယောက်ရေးရှည်လက်တွဲနိုင်ဖို့တကယ်လက်တွေ့မှာဘာတွေလိုအပ်တယ်လဲဆိုတာကိုစိတ်ပညာအမြင်နဲ့နက်နက်ရှိုင်ရှိုင်ဆွေးနွေးသွားပါမယ်မတူညီတဲ့လူနှစ်ယောက်ကြားမှာအကြီးမားဆုံးအတားအဆီးကငါနီးငါဟန်ကာမှာအမှန်လို့သတ်မှတ်လိုက်တဲ့စိတ်တဲ့ဖြစ်ပါတယ်ဒါနဲ့ဥပမာလေးတစ်ခုလောက်ပြောပြမယ်ပြဿနာတစ်ခုတက်လာရင်သူကအေးအေးဆေးဆေးစဉ်းစားပြီးမှဖြေရှင်းခြင်းတယ်သူမကတော့အခုချက်ချင်းရှင်းမှကျင်နာမယ်သူကတိတ်ဆိတ်နေလာကိုသူမကလက်လူရှူခံရတယ်လို့ထွင်သွားတယ်လို့သူမကစကားတွေအများကြီးပြောနေတာကိုသူကအနားမရဘူးလို့ခံစားရပြန်ရောဒီနေရာမှာ empathy ဆိုတဲ့ကိုချင်းစာစိတ်ကစကားပြောလာပါပြီဟုတ်ကဲ့ကိုချင်းစာစိတ်ဆိုတာသူလို့တာကိုသဘောတူရမယ်လို့မဆိုလိုပါဘူးသူကတော့ဒီလိုစရိုက်ရှိလို့ဒီလိုတုံ့ပြန်တာပဲလို့သူ့ရဲ့ရှူးတောင်ကနေမြင်ပေးကြည့်တာပါသူမနေရာမှာငါဆိုရင်ရောတယောက်တည်းအထီးကျန်တယ်လို့ခံစားရလို့အခုလိုစကားတွေပြောနေတာလားသူ့နေရာမှာငါဆိုရင်ရောစိတ်အေးအေးနေတာကမှားမှားယွင်းယွင်းမပြောမိအောင်ထိန်းနေတာလားဒီလိုတွေးပေးနိုင်တဲ့အခါရန်သူလို့မြင်နေတဲ့ကိုချစ်သူဟာနားလေပေးဖို့လိုအပ်နေတဲ့လူသားတစ်ယောက်အဖြစ်ပြောင်းလဲမြင်လာရပါလိမ့်မယ်မတူညီမှုတွေကိုပြုပြင်ဖို့မကြိုးစားပါနဲ့အရင်ဆုံးနားလေပေးဖို့ကြိုးစားကြည့်ကြရအောင်ဟုတ်ပြီရေရှည်အချစ်အတွက်ဒုတိယမြောက်လောချက်ကတော့ညှိနှိုင်းတက်ခြင်းပါပဲဒါနဲ့လူတော်တော်များများကညှိနှိုင်းရတာကိုကိုယ့်ရဲ့ဇယိုက်ကိုစွန့်လွတ်ရတယ်ငါရှုံးသွားပြီလို့ထင်တတ်ကြပါတယ်တကယ်တော့ညှိနှိုင်းနေဆိုတာငါလန်းနဲ့မင်းလန်းအစားငါတို့လန်းကိုရှာဖွေတာပါဥပမာအားလျက်မှာသူကအိမ်မှာနားချင်တယ်သူမကခရီးထွက်ချင်တယ်ဒီမှာတယောက်ယောက်ကအနိုင်ရဖို့ကြိုးစားရင်နောက်တစ်ယောက်ကနားချင်ရစမြောအဲ့ဒီစားဒီတစ်ပတ်အိမ်မှာနားမယ်နောက်လာကြရင်တော့ခရီးတိုလေးတွားကြမယ်ဆိုတဲ့အလဲပဟီးစုံမတ်ကိုရှာတာမျိုးပေါ့ဒါဟာကိုပျောက်ဆုံးသွားတာမဟုတ်ပဲငါတို့ဆိုတဲ့ဆက်ဆံရေးပိုခိုင်မဲဖို့အတွက်တန်ဖိုးရှိတဲ့ယဉ်နီးမျိုးနံမှုတစ်ခုပဲခဲ့ပါတယ်တစ်ဖက်လူကကိုယ့်အတွက်တလန်းလျှော့ပေးတာကိုမြင်တဲ့အခါကိုကလည်းသူ့အတွက်တလန်းပြန်လျှော့ပေးဖို့ဝင်မလေတော့ပါဘူးအပြန်အလှန်လေးစားမှုရှိရဲ့ညီနိုင်ခြင်းကထားမတူညီမှုတွေကိုခွန်အားအခင်ပြောင်းလဲပေးနိုင်တာပါကဲမတူညီတဲ့လူနှစ်ယောက်အတွက်အရေးကြီးဆုံးလိုအပ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပါပဲငါရဲ့မတူညီတဲ့အချင်းတွေကိုပြောပြလိုက်ရင်သူငါကိုလောင်မလားငါစိတ်ငစ်နေတာကိုပြောရင်သူနားကြီးတယ်လို့ထင်မလားဆိုတဲ့ကြောက်စိတ်တွေမရှိပဲပွင့်ပွင့်လင်းလင်းရှင်းနေနိုင်တဲ့ပတ်ဝန်းကျင်မျိုးပေါ့လက်တွဲဖော်စီကနေငါမင်းနဲ့မတူတာကိုသိတယ်ဒါပေမဲ့မင်းရဲ့ဖြစ်တည်မှုကိုငါလက်ခံတယ်ဆိုတဲ့ခံစားချက်မျိုးရဖို့လိုပါတယ်ဒါကိုစိတ်ပညာမှာတော့ unconditional positive regard လို့ခေါ်ပါတယ်တယောက်ရဲ့ဝါသနာကိုတယောက်ကစိတ်မဝင်စားဟင်တောင်
အားပေးပေးပါသူစိတ်ဝင်စားတဲ့အရာအကြောင်းပြောပြတဲ့အခါတေချာလေးနားထောင်ပေးပါအဲ့ဒီအချိန်မှာတင်းဟာသူ့ရဲ့ဝါသနာကိုနားထောင်နေတာမဟုတ်ပါဘူးသူ့ရဲ့ပျော်ရွှင်မှုကိုနားထောင်ပေးနေတာပါဒီလိုစိတ်ချင်းထိတွေ့မှုကမတူညီတဲ့လူနှစ်ယောက်ကိုရေရှည်မှာခွဲမရအောင်တွဲပေးထားမယ်တန်ရောစဉ်ကြိုးလိမယ်ဖြစ်ပါတယ်အနှစ်ချိုရရင်တော့အချစ်ဆိုတာကိုပုံစံအတူတူပဲထွက်လာမယ်ကလုံးတစ်ယောက်ကိုရှာတာမဟုတ်ပါဘူးမတူညီတဲ့အယောင်တွေပေါင်းဆက်ပြီးလွှာပတဲ့ပန်းချီကတစ်ချက်ဆွဲတာနဲ့တူပါတယ်တယောက်ရဲ့အားနည်းချက်ကိုတယောက်ရဲ့အားသာချက်နဲ့ဖြည့်ဆည်းရင်မတူညီမှုတွေကြားမှာတန်ဖိုးထားတတ်မှုကိုတင်ယူရင်ရင်ကျက်တဲ့အချစ်တစ်ခုကိုတည်ဆောက်သွားကြရမှာပါโอเคအဲ့တော့ကျွန်တော်တို့စောင်းရန်ရှောင်းရန်လေးလေးကိုကြည့်အောင်စောင်းရန်တွေကတော့တစ်ဖက်လူရဲ့မတူညီရဲ့အမြင်ကိုအဆုံးထိနားထောင်ပေးပါငါဆိုတဲ့စကားလုံးထက်ငါတို့ဆိုတဲ့စကားလုံးကိုပို့သုံးပါပြီးတော့သူ့ရဲ့တိမ်ငယ်ကြိုးစားမှုတွေကိုချီးကျူးစကားပြောပေးပါအောင်ရှောင်းရန်တွေကတော့ကိုယ်ပုံစံအတိုင်းဖြစ်လာအောင်အတင်းအကျပ်ပြောင်းလဲခိုင်းတာမျိုးရန်ဖြစ်တဲ့အခါအတိတ်ကအမားဟောင်းတွေကိုပြန်ဖော်ထုတ်တာမျိုးနဲ့တိတ်ဆိတ်ခြင်း silent treatment နဲ့အပြစ်ပေးတာမျိုးတွေကိုတော့ရှောင်ကျဉ်ရပါမယ်ဟုတ်ပြီဒီကနေ့ရဲ့ဗီဒီယိုမှာတော့အချစ်ဆိုတာခန်းစားချက်တတ်မဟုတ်ပဲနေ့စဉ်တစိုက်မမတ်လှုပ်ဆောင်ရမယ်ရွေးချယ်မှုတစ်ခုဖြစ်တယ်ဆိုတာပါပဲမတူညီမှုတွေကိုလက်ခံဖို့နေ့တိုင်းရွေးချယ်ကြည့်ပါသူ့နေရာမှာငါဆိုရင်သူအခုလိုခေါင်းမာနေတာဟာကိုကာကွယ်ခြင်းလို့လားငါသားသူ့လိုနောက်ခံသမိုင်းကြောင်းနဲ့ကြီးပြင်းလာရင်ငါရောဒီလိုပဲတုံ့ပြန်မိမလားဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါတင်းရဲ့ relationship မှာရောတင်းနဲ့တင်းလက်တွဲဖော်ဟာဘယ်လိုအချက်တွေမှာအဓိကကွဲပြားနေကြလဲဆိုတာ comment မှာဝေမျှပေးခဲ့ပါအောင်မတူညီမှုတွေကြားကနေအဆင်ပြေအောင်နှွေးနေရတဲ့တခြားသူတွေအတွက်လည်းတင်းရဲ့အတွေ့အကြုံကခွန်အားဖူးစေမှာပါအခုလိုမျိုးဆက်ဆံရေးနဲ့စိတ်ပညာဆိုင်ရာဗဟုသုတအရေးကိုအပတ်စဉ်နားဆင်ခြင်းတွေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့အောင်နောက်အပတ်မှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါနဲ့